တော့နည်းနည်းတိုးမှရဒါကတော့ကျမတို့ရေးပြအိုင်ကိုရောက်ပြီပေါ့နော်တကယ်ချင်းနှစ်ယောက်တက်တော့ဆော့မယ်ဆိုပြီးတော့ဗီဒီယိုတွေရိုက်နေရမှာဖြစ်ပါတယ်ဒီမှာအပြားရတယ်ကျမရဲ့ Miss Amy ရဲ့ကြော်ညာနေပါတယ်ပေရီရလည်းများလိုက်တာဒါအရေးပြရင်သွားတဲ့ဒီလမ်းလေးမှာပေါ့နော်အသွားတော့မရိုက်လိုက်ရတော့ဒါအပြင်ကျမရိုက်ထားတာပါလမ်းလျှောက်ငငယ်တွေကလိုကပဲရှောက်တတ်တာတော့တင်းလိုက်လေဒါဒီဗီဒီယိုတွေကလေတကယ်တော့ TikTok ဆော့မယ်ဆိုပြီးတော့ရိုက်ထားတဲ့ဗီဒီယိုလေးပေါ့နော်အခုမှဒါအမှတ်တရဆိုပြီးတော့ပေါင်းပြီးတော့ edit ကလေးလုပ်လိုက်တာပါဒါလည်းရီပြရင်သွားတဲ့လမ်းမှာပဲပေါ့နော်ဇီးတန်းလေးတွေကိုကြော်လိုက်တဲ့အခါကျရင်ရောက်လာတယ်အဲ့လိုမျိုးဟိုဘက်မှာကွာရီကန်ကြီးရှိတယ်အဲ့ဒီရီကန်ကြီးကနေပြီးတော့နောက်ပြန်ပြီးတော့ကြာနေအဲ့လိုမျိုးအတန်လေးကအရင် ASMR ဖြစ်တယ်အဲ့ဒါကိုတငယ်ချင်းကိုလေးက ASMR ကြိုက်တဲ့သမားဆိုတော့လေဘာညာပေါ့အဲ့ဒါပြောပြတယ်ဒါကတောင်ဆောင်လေးမှာပေါက်နေရဒါမိန်းမရဲ့တခင်မှာတောင်ရောက်ပြီအဲ့ဒီမှာတကယ်ချင်းကိုရောက်လာပြီလားဆိုပြီးတော့ခဏခဏသူ့ကိုဗီဒီယိုထဲမှာရိုက်ချင်လို့ပေါ့နော်လှည့်ပြီးတော့သူ့ကိုကြည့်နေရအဲ့ချိန်မှာတိတ်မကြောက်သူတက်လာတော့လည်းအဲ့ဒီမှာဒါကိုရိုက်လိုက်ရှူကင်းလေးရိုက်လိုက်ပေါ့တော်လေးလာပါတယ်ဘာပဲပြောလေတောင်ပေါ်တွေကနေကြည့်ရတဲ့ feeling အဲ့မှာသူတက်လာပြီဟိုမှာတယောက်တက်လာပြီသူဗီဒီယိုထဲမှာရိုက်ထားပြီးတော့စတာပေါ့ကွယ်တငယ်ချင်းချင်းဆိုဘာဖြစ်တယ်လာငါနေကိုရိုက်ထားပြီဒီမှာသူတိတ်ပြီးတော့အပင်မခံနိုင်ဘူးဒါမဲ့လည်းတငယ်ချင်းကတောက်သွားပြီဆိုတော့လည်းအာကျုံမကန်နဲ့လိုက်တက်တာပေါ့အမေကိုတိတ်မမောပါဘူးကိုရဲ့အသက်ရှူတန်လေးတွေကဆိုဒါပုံမှန်ပဲဒီမှာခင်မြဲကြော်အဖေဒါတငယ်ချင်းရဲ့အဖေဘယ်ချိန်တက်သွားလဲမသိဘူးအပေါ်ရောက်နေတာဒါကဘယ်လိုပြောရမလဲဒါအဲ့လောက်လည်းမဟုတ်ပါဘူးဟဲ့နင်အပေါ်ဘက်ကိုတော့ရောက်လာပြီပေါ့နော်ဒုတိယမြောက်အထက်လောက်ရှိမှာပေါ့ကျိုးပါပြီဒါဟိုးပေါ်ဆုံးထပ်ပြီးတော့ထက်တက်တာလာနင်ပြောတော့လှေကားလေးမှာဟိုအတန်းဆင်းဗီဒီယိုလေးရိုက်မှာဆိုဟိုလေးလာလိုက်တာကင်မရာလည်းရိုက်ထားဆိုတော့လေခြေသေးတွေကလည်းကျိုးမှလည်းစိုးရတယ်တန်တယ်အဲ့လိုမျိုးအပေါ်ရောက်နေချိန်မှာအရန်တန်တယ်ရှူရအရန်လာတယ်ရှူရင်းနေကဘလို့တော့လာမသိဘူးဟုတ်လားဒါကဒီဟာဟိုကတော့အကုန်ပဲမဟုတ်လားဟာအဲ့ဘေးနားမှာပေါက်နေရဲ့အဲ့လိုမျိုးလမ်းဘေးမှာပေါက်နေတဲ့အပင်လေးတွေကအစားလှအပေါ်ရောက်တဲ့ချိန်မှာအမောတော်တော်လေးပြေးသွားတယ်အမောပြေးဆိုရင်အသက်တိတ်ကြားနေရတော့ပေါ့နော်ဒါမစင်းခဲ့တော့ရှင်းပွားပြတက်ကမှကြောက်လို့အပေါ်ရောက်တဲ့ချိန်မှာရှူကင်းလေးပဲကြည့်ခဲ့တယ်အဝကြည့်အဝပဲဟာကျမရဲ့မော်ဒယ်ဒီမှာမော်ဒယ်အကြီးခေါ်ပြီးသေးထုတ်ရှူသေးတယ်မော်လို့သေးမော်နေပြီအပေါ်ထည့်လို့ရသေးရလားတစ်ထဲမှာလည်းကြည့်လိုက်အောင်နော်ဟုတ်လားမော်ဆိုနေပြီဘယ်တော့အေးသွားမယ်အဲ့ငါပြပြမယ်ဒီတက်မြင့်တဲ့အထက်ရှိသေးရဲ့ဆိုလိုကိုတွေထက်တက်တာပေါ့နော်တကယ်တော့အဲ့နားလေးမှာ TikTok ဆော့မယ်ဆိုပြီးတော့အဲ့လိုဗီဒီယိုလေးရိုက်ထားတာကိုကပြေးပြီးတက်သွားတာသူကပြေးမလိုက်တာလို့သူ့ကိုစိုးရသေးရဲ့ဟောင်းစားတွေကြံခဲ့ပြီဘဘအမယူထားပြီဒီမှာတော့ကိုရိုက်ကြလိုက်အောင်ဒါသူ့မှာဆရာကြီးလှုပ်ပြီးတော့ရှူကင်းလေးပါလေးရိုက်လိုက်အောင်ဆိုပြီးတော့ပြောတယ်သူကအရန်စမ်းကြတာပဲထပ်တက်လေအထက်ကမရှိတော့ဘူးထင်တယ်အပေါ်တက်လေအထက်ရှိနေသေးရပါတော့ဒါကတော့အမြင့်ဆုံးရောက်သွားပြီဒါသူ့ကိုဗီဒီယိုရိုက်ပေးနေတာသူတော်ထဲမှာတချင်းလေးနဲ့ပြန်တွဲလို့ရအောင်ဆိုပြီးတော့ရှုကင်းလေးတွေကလည်းလာတယ်အမတ်တရအနေနဲ့ရိုက်ခဲ့ရလဲပါတာပေါ့နော်ဒါတငယ်ချင်းတွေသွားတာဒါငယ်တုန်းကသွားခဲ့တဲ့ဟာလေးတွေဆိုပြီးတော့
Miss အိမ်ကြီးကတော့အမခေါင်းလောင်းထိုးရတာအမပြန်တင်ပေးနေရသေးတာစိုက်တစ်ပေါက်ကိုရှိုးမရှိတော့ဘူးထင်တာထက်တက်သေးတာတော့ဒါအပေါ်ဆုံးရောက်ပါပြီဒီထက်မျက်နှာတော့ဘာမှမရှိတော့ဘူးဒီထက်မျက်နှာကတော့အနက်ပြီပဲရှိရတယ်တက်နေရတယ်ကတော့ဒူးရီတောင်တုံးနေပြီအရန်မြင့်နေပြီဆိုတော့လေအဲ့နားလေးမှာရိုက်ထားတဲ့ဓပုံလေးလည်းရှိရပြီးရင်ထည့်ပေးမယ်ပေါ့နော်ကိုယ့်ကိုကြည့်ပြီးတော့ကိုယ့်ကိုတော့လှရထင်တာပဲလှရဲအမောပြေသွားပြီအမောပြေသွားပြီတို့ဒီလဲကြည့်အောင်တကယ်ချင်းနေကနေပြောင်းပြန်ပါတက်လာလိုက်တယ်ပြောင်းပြန်ပါနောက်ဆုံးတော့မတက်ဘူးတက်မယ်နဲ့တက်ဖြစ်ခဲ့မိန်ရဲ့တခင်မတောင်းပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ရောက်ခဲ့မယ်ဆိုရင်တော့မောရဲဆိုပေမဲ့လည်းတစ်ခါလောက်တော့စူးစမ်းပြီးတော့တက်ခဲ့ကြပါအောင်ရှင်ဒီပုံလေးရတော့ကျမတို့ညအဲ့မိန်ရဲ့တခင်မတောင်းရဲ့ဟိုအမြင့်ဆုံးပေါ့နော်ကျမအရင်ကြိုက်တယ်လို့ပြောလိုက်တဲ့အဲ့ဒီနားလေးမှာရိုက်ထားတာပဲဖြစ်ပါတယ်ကျမတို့နှစ်ယောက်ကပုံလေးပါလှရမလား